chapter 9 17 curve state တွေမှာဆိုလို့ရှိရင်သူက curve တွေကို state ရိုက်တဲ့အခါမှာသူကဒီ curve တစ်လျှောက်မှာ beginning of curve ending curve ဒီမှာလည်း beginning of curve ending curve အဲ့တော့ chapter 8မှာတော့ deflection angle တွေသုံးတယ် curve တွေကို state ရိုက်တဲ့အခါမှာအဲ့ဒီ deflection angle တွေကိုအသုံးချရတယ်အဲ့တော့ delta ဆိုတာကြတော့ဒီ curve ကိုခံဆောင်ထားတဲ့ down ဒီ down ကိုသူကအပိုင်းပြီးတော့ဟိုဖြစ်မယ် 1/8 delta မှာတစ်ခါ state ချမယ်ပြီးရင် 1/4 delta မှာ 1/4 delta ပြီးရင် 1/2 delta အစရှိသည်ဖြစ်အဲ့လိုမျိုးအပိုင်းလုပ်ပြီးတော့state တွေချမယ်ခု chapter 9ရဲ့ topic number 18 catch basin state အဲ့တော့ catch basin ဆိုတာကြတော့လမ်းတွေမှာသူကရေလမ်းမှာဆိုလို့ရှိရင်ဒီလမ်းပေါ်ကမိုးရွာတဲ့ရေတွေကိုဝင်အောင်လို့ဒီ low point မှာ catch basin တွေထားတယ်ဒီထဲကိုရေဝင်မယ်ပြီးရင် storm drain နဲ့ကိုရောက်မယ်အဲ့တော့ catch basin တွေကိုဘယ်မှာစောက်ရမလဲဆိုတာကို catch basin မစောက်ခင်မှာ construction staking လုပ်တယ်အဲ့တော့ catch basin stake တွေကဘယ်လိုနဲ့လုပ်ထားလဲဆိုရင်ဒီပုံစံဒါက front ဒီဘက်က back အဲ့တော့ front မှာဗာရေးထားလဲဆိုရင်10ဒီဘားလေးက offset လို့ပြောတာ CF ဆိုတာ cut face ပြီးရင် C ဆိုတာ cut လုပ်မယ်လို့ပြောတယ် 1.131 TC အဲ့တော့ဒါကိုပုံဘယ်လိုဆွဲမလဲပြီးရင် back မှာကျတော့ဗာရေးထားလဲဆိုရင်6ဆိုတာ station stake ရဲ့ elevation ပြီးရင်ဒီမှာ elevation ပြီးရင်သူ့အောက်မှာ station လာမယ်အဲ့တော့ဒီပုံမှာဆိုလို့ရှိရင် catch basin ထားရမယ့်နေရာဒါ catch basin ဒါကအနီအောင်နဲ့ဆွဲထားတာ catch basin အစိမ်းနဲ့ဆွဲထားတဲ့ဟာ cut face ဒါ plan ပုံမှာplan ကနေကြည့်လိုက်မယ်ဆိုရင် catch basin ကို low point မှာထားတယ်အဲ့တော့ဒါက ramp ကိုပြောတာ ramp ဆိုတာလမ်းတွေမှာဟို disable တွေသွားဖို့အတွက်ဘီတွန်းလို့လွယ်အောင်လို့သူက ramp တွေထားပေးထားတာလမ်းကူးကန်နေကြတယ်သူအဲ့နားလေးမှာသူက catch basin တွေထားတယ်အဲ့တော့ဒီမှာ cut face ရှိတယ်ဒါ plan ပုံနောက် profile ပုံဆွဲပြမယ် profile ကဒီနေရာမှာ catch basin ရှိမယ်အဲ့တော့ဒီမှာ stake တည်ထားမယ်အနီရောင်နဲ့ဆွဲပြထားတာ stake တည်ဒီမှာတစ်ခု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 ဒါ profile အဲ့တော့ဒီမှာ station plus 0.75 ဒါ station တွေပါ0 plus 90 0 plus 95 0 plus 99 ပြီးရင်1 plus 04 1 plus 19အဲ့တော့ flow of direction ကဒီလိုဖြစ်မှာပေါ့မြင်းရာနေနေအောင်စီးပါမယ်ဒါပါလဲဆိုရင် flow line အဲ့တော့ခုနှစ်ကပုံ state ကိုပြန်ကြည့်အောင်အဲ့တော့ 10 CF လို့ရေးတယ်
ဆိုတဲ့အဓိပ္ပာယ်ကကြတော့ curve face t ကို state ကနေပြီးတော့ဒီ state တွေကိုခုနအရှိမတော့ပြောခဲ့တယ် state တွေကို construction လုပ်တဲ့နေရာမှာမရိုက်ပါဘူးဘာလို့လဲဆိုတော့ construction လုပ်ရင်အဲ state တွေပါသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူကခဝေးမှာရိုက်တယ်ရိုက်ပြီးတော့အခုသူက tan cf လို့ပြောတဲ့ဒိတ်တွေက tan feet offset to curve လို့ပြောတာtan feet offset to curve ပြီးရင်ဘာလုပ်မလဲဆိုရင် cut လုပ်မယ်ဘယ်လောက် cut လုပ်မလဲ131 feet cut ဘယ်ထိ cut လုပ်မှာလဲဆိုလို့ရှိရင် top of curve t ကို cut လုပ်မယ်ဒါ face of curve ပါဒါလမ်းရှိရဆိုလို့ရှိရင်ဒါ top of curve အဲ့တော့ top of curve ကနေပြီးတော့အောက်ဖက်ကိုဘလောက်ချလိုက်မယ်ဆိုရင်1.31 feet မှာသူဒီ catch basin ထားရမယ်နေရာအဲ့တော့ profile ကိုကြည့်မယ်ဆိုလို့ရှိရင်သူက state တွေချထားတဲ့နေရာတွေကိုဘယ်နေရာတွေမှာချထားတယ်ဆိုတာပြသွားပြီပြီးတော့ဘယ်နေရာမှာ cross section ကိုကြည့်လိုက်ခရဲကခုနကဒီပုံကိုကြည့်လိုက်ခရဲကဘယ်ကနေ plan ပုံကြည့်လိုက်ခရဲကဒီကနေပြီးတော့10ပေกว่าမှာ top of curve ရှိတယ်အဲ့ဒီ top of curve ကနေပြီးတော့1.31 cut လုပ်ပြီးလို့ရှိရင် catch basin ထားမယ်ဆိုတာသိတယ်အဲ့တော့ဘယ်alignment ကဘယ်လိုနေရာမှာထားမလဲဆိုရင်သူပြပြီးသွားပြီဒီလိုနေရာမှာ alignment ထားမယ်